သူအတွက်လှုပ်ပြီးနိုင်တဲ့အရာတစ်ခုကိုလှုပ်ပြီးလာခဲ့တဲ့ဒူရဲ့ကောင်မလေးပရိသတ်များရှင်ဒူကွယ်လွန်သွားခဲ့တာဆိုရင်9ရက်လည်းကြော်သွားခဲ့ပြီဖြစ်ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့နောက်ပိုင်းမှာဒူကိုအားပေးတဲ့ပရိသတ်တွေကအများပြားရှိလာတာပါ။ဒါအပြင်ဒူကွယ်လွန်တာနဲ့ပတ်သက်ပြီးလေခုချိန်ထိကိုတန်တရားတွေဝင်နေကြတော့ဖြစ်ပါတယ်။တူဝတပင်ကိုကားနဲ့တိုင်မီကဦးကောင်းထိသွားခဲ့တာပါဒါပေမဲ့အဆိုပါကားကအထူးတယောက်တည်းမဟုတ်ပဲနောက်ထပ်2ယောက်လည်းအတူပါလာတဲ့အတွက်ပရိသတ်တွေကတန်တရားဝင်နေတာပါဒူတယောက်ထဲသာပြင်းထန်စွာထိခိုက်သွားခဲ့တာဖြစ်ပြီးကျန်တဲ့2ယောက်ကတော့အသက်ဘေးကလွတ်ခဲ့ပါတယ်ဒါအပြင်ကားပေါ်မှာပါလာတဲ့ကောင်မလေးကဒူနဲ့ချစ်သူတွေဖြစ်နေကြပုံနေနဲ့ထွက်ရှိခဲ့တာပါချစ်သူကောင်မလေးလို့ယူဆရတဲ့သူကဒူနဲ့ပတ်သက်ပြီးရင်တိုင်မှုဖြစ်စဉ်ကိုလည်းမဖွင့်ဟသလိုရင်ငုံနှုတ်ပိတ်နေတာဖြစ်တဲ့အတွက်ပရိသတ်တွေကတဘောမကျပဲဖြစ်နေတာပါဒါကြောင့်မို့လဲကောင်မလေးကမယိုးသားလို့များလားလို့တန်တရားတွေဝင်ကြပါတယ်ကောင်မလေးဘက်ကလည်းသူ့အနေနဲ့ခုချိန်မှာဒူနဲ့ပတ်သက်ပြီးဘာမှထုတ်ပြောနိုင်မှာမဟုတ်ဘူးလို့အတိအလင်းကိုပြောလိုက်တာပါလူတယောက်လုံးကိုဆုံးရှုံးလိုက်ရတဲ့အပေါ်မှာသူ့အတွက်လည်းကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့တာကြောင့်ဘယ်သူနဲ့မှစကားမပြောနိုင်ဘူးလို့ပြောထားတာပါပရိသတ်တွေကတော့ဒူရဲ့ကောင်မလေးကချစ်သူဖြစ်မှာကိုလည်းလူတိမှကြောက်တယ်လို့ဒူနဲ့ပတ်သက်ပြီးဘာမှထုတ်ပြောတာလည်းမရှိဘူးလို့ပြောဆိုနေတာပါဒူရင်တိုင်မှုဖြစ်နေတာနဲ့ပတ်သက်ပြီးဘာမှထုတ်မပြောပေမဲ့ကောင်မလေးကဒူအတွက်တကူလုပ်ပေးလာပါတယ်ဒူရဲ့ကောင်မလေးကမကွယ်လွန်ခင်မှာတငယ်ချင်းတယောက်နဲ့အတူတူတိုက်ခန်းတစ်ခုမှငှားနေတာပါဒူကငှားထားတာဖြစ်ပြီးတငယ်ချင်းတွေစုပြီးနေထိုင်ကြတာပါအဆိုပါအိမ်မှာဒူရဲ့ကောင်မလေးလည်းသွားလာဝင်ထွက်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုင်မှာဒူတို့နေလာခဲ့တာတပတ်သာရှိသေးတာဖြစ်ပြီးကွယ်လွန်သွားခဲ့တာပါဒါကြောင့်မလို့ဒူရဲ့ကောင်မလေးကအဆိုပါတိုက်ခန်းမှာဒူအတွက်ရက်လေစွန်လည်းကပ်ပေးခဲ့ပါတယ်ဒူရဲ့မိခင်ကနေအိမ်မှာရက်လေစွန်ကပ်ပေးခဲ့တာရက်လေလုပ်ပေးခဲ့ပါတယ်အဆိုပါရက်လေပွဲကိုဒူရဲ့ကောင်မလေးကမသွားခဲ့ပဲဒူငှားထားတဲ့တိုက်ခန်းမှာစွန်ကပ်ပေးခဲ့တာပါရက်လေစွန်ကပ်ပေးခဲ့တာကိုလည်းဆိုရှယ်မီဒီယာပေါ်မတင်မဲတိတ်တဆိတ်သာကျင်းပပေးခဲ့တာဖြစ်ပါတယ်သူအနေနဲ့ဒူအတွက်လှုပ်ပေးတဲ့နာအလုံးကိုလှုပ်ပေးတာပါဒါပေမဲ့အဆိုပါညကကားပေါ်မှာဘလို့ကြောင့်တပင်ကိုဝင်တိုက်မိတယ်လဲဆိုတဲ့အဖြစ်မှန်ကိုတော့ဖွင့်ဟဖို့တွန်းဆုံနေတာဖြစ်ပါတယ်ဒူရဲ့အမကန်ပရိသတ်တွေအနေနဲ့ကတော့ဒူနဲ့ဘလို့ဖြစ်ရက်တွေဖြစ်ခဲ့တယ်လဲဆိုတာကိုသာအဓိကသိချင်နေတာပါဘာကြောင့်တပင်ကိုဝင်တိုက်မိလဲဆိုတာကိုသာထုတ်ပြောပေးဖို့တောင်းဆိုနေတာပါကောင်မလေးကဒူနဲ့တိတ်တဆိတ်သာတွဲခဲ့ကြပြီးမြက်လက်ရှိမှာပုံတွေကတဖြည်းဖြည်းထွက်လို့နေတာဖြစ်ပါတယ်ဒါအပြင်ရင်တိုင်မှုဖြစ်ခဲ့တဲ့ဒူရဲ့ကားကလိုင်စင်ကားမဟုတ်ဘူးလို့လည်းသိရပါတယ်လိုင်စင်ကပိုင်ရှင်အစစ်ကသူတို့ကသာလိုင်စင်အစစ်ဖြစ်ပြီးဒူတို့ကပွားထားတဲ့ဝတ်တောက်ဖြစ်တဲ့အကြောင်းဖွင့်ဟထားတာပါလိုင်စင်မဲ့ကားဖြစ်တဲ့အတွက်တချို့ကလည်းစိတ်မကောင်းဖြစ်နေတာပါအဆိုပါကားကိုထူးငွေထားတာလည်းမကြသေးပါဘူးဒူနဲ့ပတ်သက်ပြီးခုချိန်ဒီတန်တရားတွေဝန်ခံနေရတော့ဖြစ်တဲ့ကောင်မလေးပေါ်ပရိသတ်တွေရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်